ဆိုဖယားခင်ခွင့်လွှတ်ခြင်းကိုလက်ခံရရှိခြင်းဆိုတဲ့အရာကဖယားခင်ခွင့်လွှတ်တယ်ဆိုတာကိုသိုံလောက်ပဲမဟုတ်ဘူးခရိယန်တော်များများကဖယားခင်ခွင့်လွှတ်တယ်ဆိုတာသိလားဆိုသိတယ်ဒါပေမဲ့သူတို့အသက်တာထဲမှာထိုကဲ့သို့သောခွင့်လွှတ်ခြင်းမရှိတဲ့အချိန်မှာဆက်လက်ပြီးတော့မှစီးဆင်းသွားတဲ့အရာကခွင့်မလွှတ်ခြင်းနဲ့ဆက်ဆိုင်တဲ့အရာတွေပဲလူစားတီးနဲ့ဆက်ဆိုင်တဲ့အရာတွေပဲဆက်လက်ပြီးတော့မှစီးဆင်းသွားတယ်ဖယားခင်ရဲ့မြတ်တာမရှိဘဲနဲ့တပါးသူကိုမချစ်နိုင်တယ်လို့ပဲဖယားခင်ရဲ့ခွင့်လွှတ်ခြင်းမရှိဘဲနဲ့လေကျွန်တော်တို့အသက်တာထဲမှာတပါးသူကိုခွင့်မလွှတ်ပေးနိုင်ဘူးဒါကြောင့်မတင်းသက်တာထဲမှာတကယ်ကောဖယားခင်ခွင့်လွှတ်ခြင်းဆိုတာဘာလဲဆိုတာဂါဂါနာနာသိပြီလားအဲ့ဒါကကျမ်းစာထဲမှာရေးထားတဲ့စကားလုံးလေးတစ်ခုကိုဖတ်ဖူးယုံနဲ့မသိဘူးကိုယ်အသက်တာထဲမှာတကယ်နှလုံးသားထဲမှာဝိညာဉ်ထဲမှာဖယားခင်ရဲ့ခွင့်လွှတ်ခြင်းဆိုတဲ့အရာကိုနားလေသဘောပေါက်သွားတဲ့နေ့ကစတာဖြစ်တယ်အဲ့ဒီຢာကဖယားသခင်ရှေ့တော်မောက်မှာအဲ့ဒီဖယားပေးတဲ့မုံခွင့်လွှတ်ခြင်းကိုစားသုံးခြင်းနဲ့အတူတူပဲဖြစ်တယ်ဆိုဖယားခင်ခွင့်လွှတ်ခြင်းကဘလောက်တောင်ပြီးပြည့်စုံတယ်လို့ပြောပြီးဆိုရင်သင်နဲ့ကျွန်ုပ်အရင်တုန်းကလုပ်ခဲ့တဲ့ဒုစရိုက်အပြစ်တွေကိုစိတ်ထဲကနေတွေးခဲ့တဲ့အပြစ်တွေကိုတိတ်မှရှိတဲ့အရာအခုပြည့်စုံမှလုံနေတဲ့အရာအခုနေတော့မလုံသေးဘူးနောက်ကျလို့ရှိရင်အနာဂတ်မှာဆက်ပြီးလုံမဲ့အရာအလုံးစုံအတွက်လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကတည်းကယေရှုခရစ်တော်လှဝါကားတဲ့ပုံမှာအသေးခံအသွေးသွန်းပြီးတော့မှစေးကြောဖြူစင်စေလျက်ခွင့်လွှတ်ပေးခဲ့တဲ့ဘုရားခင်ဖြစ်တယ်။အဲ့လောက်ထိပြီးပြည့်စုံတဲ့ခွင့်လွှတ်ခြင်းမရှိတော့ဘူး။တချို့ကြောင့်ပြန်တော့လေဒီလိုမျိုးဘုရားခင်ကအလုံးစုံခွင့်လွှတ်တယ်ဆိုတာသိတဲ့အချိန်မှာဒီအရာကိုကင်ဆွဲပြီးတော့မှဒုစရိုက်တွေကိုစိတ်ကြိုက်လုပ်တဲ့သူလည်းရှိပြန်တယ်။ကျွန်တော်ပြောပြမယ်ဘုရားခင်ကလေကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုခွင့်လွှတ်ပေးလိုက်တဲ့အချိန်မှာတနည်းအားဖြင့်အပြစ်သားဘဝကနေပြီးတော့မှအဲ့ဒီအပြစ်ဆိုတဲ့အရာ cancel the debt ကျွန်တော်ပေးရမယ်ပေးချင်ရမယ်အခအဖို့ပဲဖယ်ပြီးတော့မှဒီတိုင်းထပ်ထားတဲ့ဘုရားခင်မဟုတ်ဘူးကျွန်တော်တို့အပြစ်ဆက်ပြီးတော့မှလှုပ်စေခြင်းနဲ့ဘုရားခင်မဟုတ်ဘူးဒီလောကရဲ့ဆွေးနွေးမှုအောက်မှာပဲဆက်ပြီးတော့မှသွားစေခြင်းနဲ့ဘုရားခင်မဟုတ်ဘူးသူကအသေးခံအသွေးသွင်းပြီးသွားတဲ့အချိန်မှာအပြစ်ကိုပဲဖယ်ပေးဝမကောက်ဘူးအပြစ်သားဘဝကနေဘုရားသားသမီးအဖြစ်ရွေးနှုတ်ခဲ့တဲ့ဘုရားခင်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကအပြစ်ဒုစရိုက်တွေမှာဆက်ပြီးတော့မှကျင်လည်နေရမယ့်သူမဟုတ်တော့ဘာကြောင့်လဲကျွန်တော်တို့ကခွင့်လွှတ်ခြင်းကိုခံရတော်သူတွေဖြစ်တယ်အဲ့ဒီခွင့်လွှတ်ခြင်းကကျွန်တော်တို့ကိုဘုရားရဲ့အဝေးဆုံးကိုပို့တာမဟုတ်ဘူးဘုရားခင်ကသူ့ရဲ့အနီးဆုံးမှာထားထားတာဖြစ်တယ်ဒါကြောင့်မလို့ဘုရားရဲ့ခွင့်လွှတ်ခြင်းကိုသိပြီးတော့မှအဲ့ဒါကိုအခွင့်ကောင်းယူပြီးနောက်ထပ်တစ်ချိန်ဒုစရိုက်တွေကိုအားရပါရလုံနေတော်သူဟာဘုရားခင်ရဲ့စစ်မှန်သောခွင့်လွှတ်ခြင်းကိုသူမစားသုံးရသေးဘူးထို့ကဲ့သို့သောသူရဲ့အသက်တာထဲမှာသူတစ်ပါးကိုလည်းခွင့်မလွှတ်နိုင်ဘူးတော့ဒီနေ့မှာတင်းတက်တာတွေမှာချီနှောင်ခြင်းတွေရှိနေသေးတယ်ဆိုလို့ရှိရင်သိကြတယ်ဒီဖခင်ရဲ့စစ်မှန်သောခွင့်လွှတ်ခြင်းကိုသင်မစားသုံးရသေးဘူးအဲ့ဒီအရာကိုစားသုံးဖို့ရန်အတွက်သင်ဘာမှကြိုးစားစရာမလိုသင်ဘာမှလှုပ်ဆောင်စရာမလိုယုံကြည်ခြင်းရှိဖို့ပဲလိုအပ်တယ်ဖခင်ငါအတွက်အရာအားလုံးကိုပေးခဲ့ပြီးပြီဖခင်ငါ့ကိုခွင့်လွှတ်ပေးခဲ့ပြီးပြီငါဟာဖခင်ရဲ့အချစ်ခံရသောသားဖြစ်တယ်ဆိုတဲ့အောင်သင်သဘောပေါက်တာနဲ့သင်နှလုံးသားတကားကိုဖွင့်တာနဲ့ဖခင်ရဲ့စစ်မှန်တဲ့ခွင့်လွှတ်ခြင်းဆိုတဲ့အရာကိုဝိညာဉ်တော်ဖခင်ကခမဲတော်ရဲ့ချစ်ခြင်းမေတ္တာအားဖြင့်သွန်လောင်းပေးမှာဖြစ်တယ်